Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ GD အားလေးဘာသာရပ်ရဲ့ extended response ကိုဒီရေးအခါမှာသတိထားရမယ့်အချက်တွေကိုတူတူလေးလာကြည့်အောင်နော်အားလေးဘာသာရပ်ရဲ့ဒီ extended response ကိုမှာဘယ်လောက်ပဲအရှိကြီးပေါ့နော်အခုပြောပြမယ့်၅ချက်တွေကတခုခုညီသွားတယ်တစ်ချက်ချင်းညီသွားတယ်ဆိုရင်ဒီကိုယ့်ရဲ့ essay ကိုဒီကွန်ပျူတာကစစ်ဆေးရသူရပေါ့နော်လုံးဝအမှန်ပေးပဲနဲ့non scorable response ကိုသတ်မှတ်နိုင်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာဒီ early ဘာသာရပ်ရဲ့ extended response ရေးတဲ့အခါမှာအမှတ်လုံးဝမရနိုင်တဲ့ဒီအမှားကြီး၅ခုပေါ့နော်။တိတိကျကျရှင်းပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါဦးနော်။ Okay ဒါဆိုရင်ပထမဆုံးအချက်ကတော့ဒီမှာပေးထားတဲ့အတိုင်းပေါ့နော်။သူအဓိကမေးခွန်းတွေကဘာလို့ test တွေကပေါ့နော်။ဒီ test တွေကစာတွေအစအဆုံးလုံးဝကိုETMV ကိုပြီးကိုချလိုက်တာပေါ့နော်ဒါမျိုးဆိုလည်းပဲလုံးဝအမှတ်မရနိုင်ပါဘူးတချို့ကဒီလိုမျိုးစာလုံးရည်ဖြစ်အောင်ပေါ့နော်စာမျက်နှာပြအောင်ဆိုပြီးတော့မှဒီပေးထားတဲ့ test တွေကနေပြီးတော့မှစာတွေကိုအကုန် copy ကူးတာပေါ့နော်တကြောင်လိုက်ကူးတာမျိုးကြောင်လိုက်ကူးတာမျိုးဒီတစ်ပိုင်းလိုက်တမျိုးကူးချတာမျိုးပေါ့နော်ဒီလိုမျိုးတွေကူးတတ်ကြတယ်ဒါဆိုရင်တို့ GD စနစ်ကဒီလိုမျိုးစာကိုလုံးဝကိုပုံတွေကူးချတာကိုသူကစစ်ဆေးစနစ်ကသိတယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့လိုမျိုးကိုကလုံးဝကို test တွေကနေပြီးတော့မှအကုန်လုံးကူးချတယ် copy အကုန်လုံးစာကြောင်းတွေကူးရဆိုရင်တော့အမှတ်မရနိုင်ပါဘူးအမှတ်မရပါဘူးပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ idea လေးနဲ့ကိုပါအရေးအတားလေးနဲ့ပြန်ရေးဖို့လိုအပ်ပါတယ်ဒီ test တွေက idea ကိုပေါ့နော်သူရဲ့အချက်လက်တွေကို idea ကိုယူပြီးတော့မှကိုယ်နားလဲတယ်လို့ကိုယ့်ရဲ့ idea နဲ့ပြန်ရေးဖို့လိုအပ်တယ်ဥပမာitem ပြပေးထားရင် basic ပုံစံလေးနဲ့ရေးရမျိုးဒါမှမဟုတ်ရင် conjunction နဲ့ဆက်မဲစာကြောင်းရဲ့တိစပုံပြန်ပြီးတော့ပြောင်းမယ်ပေါ့နော်ဒီလိုမျိုးလေးပြန်ရေးဖို့လိုအပ်ပါတယ်